တင်းကောင်းကဘာကတင်းအတွေ့ဖြစ်တဲ့အတွက်တင်းကောင်းကဘာကနဲ့ရှေးဦးစွာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်နေ့စဉ်နဲ့အမျှသခင်ယေရှုခရစ်တော်ရဲ့ယေရှုပြုနာထေမှာညစဉ်ညတိုင်းကျွန်တော်တို့ကောင်းမွန်စွာ excel ပြီးတော့နေ့စဉ်နေ့တိုင်းတွာလာလုံဆောင်ခွင့်ရတယ်။တညတာလုံးလည်းကောင်းမွန်စွာ excel ပြီးတော့ဒါရတော့မနေ့ခင်လေးမှာလန်းဆန်းစွာနဲ့နှုတ်ထခွင့်ရရှိစေတယ်။ဝမ်းမြောက်စေတယ်၊ရွှေလန်းစေတယ်၊တက်ကြွစေတဲ့အရာတွေအတွက်သခင်ယေရှုခရစ်တော်ရဲ့နာမကပါဆက်ဆက်ဘုန်းကြီးပါစေ။ကျွန်တော်တို့ရဲ့တက်တာတွေမှာနေ့စဉ်နေ့တိုင်းနေတဲ့နှုတ်ပတ်တော်တွေကိုကြားခွင့်ရပြီးတော့နေတဲ့ဖွင့်ပြချက်တွေနဲ့အသက်ရှင်ခွင့်ရရှိစေတဲ့အရာတွေအတွက်ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ကြီးဖြစ်တဲ့ Prophet Yube Angel နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကောင်းဆောင်ဖြစ်တဲ့ Angel တော်တွေကိုယေရှုတင်ကုန်ပြုလေးစားအပ်ပါတယ်ဆက်လက်ပြီးတော့နေ့စဉ်နေ့အမျှဒီ daily devotion နဲ့နေ့စဉ်ခွန်အားကိုနာဆင်ခွန်အားယူကြတဲ့အရောက်ချင်းစီတိုင်းနဲ့မိသားစုပေါ်မှာလေကျေးဇူးတင်ကြောင်းဒီနေရာနဲ့ဂုဏ်ပြုလေးစားအပ်တာဖြစ်ပါတယ်။အောက်တိုဘာလ17ရက်နေ့စနေနေ့နနက်ခင်းရဲ့နေ့စဉ်ခွန်အားရဲ့နှုတ်ပတ်တော်ကောင်းစဉ်လေးကတော့ဒီကနေ့မှာယူပါယုံဆိုတဲ့အရာလေးနဲ့တင်ကောင်းလေးပြောပြချင်တာဖြစ်ပါတယ်။အရင်ဦးဆုံးကျွန်တော်တို့နှုတ်ပတ်တော်ကိုအတူတကွအစဉ်ကျင့်ဖို့ရအတွက်ဖြစ်ပါမယ်။တိယစဝန်ချုပ်အခန်းကြီး26အခန်းငယ်18မှာအနောက်မျက်နှာလမ်းဝမှာ4ယောက်တိုင်းတော်ပြင်မှာ2ယောက်ဆောင်ရကြ၏တဲ့နောက်တစ်ခါတော့ဖတ်ချင်ပါတယ်တိယစဝန်ချုပ်အခန်းကြီး26အခန်းငယ်18မှာပြပါတယ်အနောက်မျက်နှာလမ်းဝမှာ4ယောက်တိုင်းတော်ပြင်မှာ2ယောက်ဆောင်ရကြ၏တဲ့မြို့မှန်ချက်ယူပါယုံဒီအောင်မြင်မှုတန်းဤနောက်ကွယ်တွင်မောင်းနှင်းတဲ့အားတစ်ခုဖြစ်ပါတယ်ယုံကြည်ခြင်းရှိတဲ့သူကယူပါယုံရှိတော်သူဖြစ်ပါတယ်လူတယောက်ရဲ့တက်တာထဲမှာယူပါယုံကြည်ခြင်းရှိမရှိကဘယ်ဟာကိုကြည့်ပြီးတော့သိနိုင်တယ်လေဆိုတော့လူတယောက်မှာယူပါယုံမရှိတဲ့သူကယုံကြည်ခြင်းမရှိတော်သူဖြစ်ပါတယ်ယုံကြည်ခြင်းမရှိတဲ့သူကဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်လို့ဟေဘဲအခန်းကြီး7မှာလည်းပြောထားတဲ့အရာတွေရှိတာဖြစ်ပါတယ်ကျမ်းစာထဲမှာယူပါယုံမရှိရင်လူတို့ပျက်စီးခြင်းတို့ယောက်ျားကုန်ကြီးကိုတုတ်တန်ကြအခန်းကြီး29အခန်းငယ်18မှာလည်းတွေ့ရတာဖြစ်ပါတယ်အဲ့ဒါကရုပ်ပိုင်းဆိုင်ရာတည်ဆုံးခြင်းကိုပဲပြောတာမဟုတ်ဘဲနဲ့တင်ထိတဲ့အရာတိုင်းကတည်ဆုံးခြင်းပါပဲတင်လုတ်လျာသမျှတိုင်းဟာအောင်မြင်မှုမရှိဘဲနဲ့ရှုံးနိမ့်ခြင်းကိုပဲမြင်တွေ့ရတဲ့အရာကတင်ပေါ်မှာယူပါယုံမရှိလို့ဖြစ်ပါတယ်ယူပါယုံကတင်အကျိုးစားအားထုတ်မှုများကိုတတ်မှတ်ထားတဲ့ပန်းတိုင်နဲ့လူချင်းနဲ့ရလတ်စီကိုလမ်းညွှန်ပေးတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ယုံကြည်သူညီကောင်မတို့တင်ယူပါယုံရှိဖို့ရတဲ့လိုအပ်တာဖြစ်ပါတယ်ဘုရားကဘေထဲမှာလှုပ်တာလဲဆိုရင်တော့ယူပါယုံထဲမှာအလုတ်တဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ဒီအထက်ကကျမ်းချက်တွေကိုဒီကျမ်းပိုက်တွေကိုကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာဒီယူပါယုံကအရာအရေးကြီးကြောင်းကိုလည်းတွေ့ရှိရတာဖြစ်ပါတယ်ယာစဝန်ချုပ်တိယာစဝန်ချုပ်အခန်းကြီး26အခန်းငယ်18မှာတွေ့ရတဲ့အရာကဘိတ်မန်တော်ကိုတိဆောက်ခဲ့တဲ့အရာတွေပေါ့နော်ဒီတိဆောက်မှုမစတင်ခင်မှာဂျာမင်းစွာကလေးကတကားဝမှာရက်နေပြီးမှပရောဖက်ကသူကမြင်အောင်ခဲ့တာဖြစ်ပါတယ်ဘာကိုမြင်အောင်ခဲ့တယ်လဲဆိုတော့ဘိတ်မန်တော်ဆောက်ဖွေးရတယ်ဒါပေမဲ့သူတို့အတော်အတွင်းမှာစောက်နိုင်တဲ့အနေထားမရှိသေးပါဘူးဒါပေမဲ့သူတို့ကမျက်စိထဲမှာမြင်အောင်မှပရောဖက်ပြုမှမြင်အောင်လိုက်တဲ့အခါမှာသူတို့ကမကြာမီအတော်အတွင်းမှာမဖြစ်လေသူတို့ကဘိတ်မန်တော်ကိုဆောက်လုပ်ပြီးစီးနိုင်ခဲ့တာဖြစ်ပါတယ်သူနည်းသူစွာပဲကျွန်တော်တို့ရဲ့တက်တာထဲမှာလေတင်ယခုအိမ်မပိုင်ဆိုင်နိုင်တော့လေတင်မိသားစုတစ်ခုကိုမြင်အောင်ကြည့်ပါအင်ကြီးတစ်ခုထဲမှာတင်ပတ်အကောက်တွေပြရှန်နေပြီးမှတင်လုပ်ငန်းမှာလဲရှင်တန်နေမိကိုမြင်အောင်ကြည့်လိုက်ပါတင်ရဲ့ယူပါယုံကအရင်ရေးကြည့်တာဖြစ်ပါတယ်တင်ရဲ့ယူပါယုံကတကိုးဖြစ်ပါတယ်တင်ရဲ့ယူပါယုံကတင်ရဲ့အနာဂတ်ကိုပုံဖော်နိုင်စွမ်းနဲ့တင်ရဲ့စိတ်ကူးနိုင်စွမ်းကမြင့်ရဲ့ဘဝတင်ရဲ့အနာဂတ်ကိုဖန်တီးနိုင်စွမ်းရှိတာဖြစ်ပါတယ်ဒါကြောင့်မို့တင်အလိုရှိတဲ့အရာကိုမြင်အောင်ကြည့်ပါအရာကိုလှုပ်ဆောင်ပါတင်ယူပါယုံကမကြခင်မှာအတိအပွင့်များကိုတင်ခံစားရမှာဖြစ်ပါတယ်အဲ့တော့ယုံကြည်သူသားသမီးတယောက်ရဲ့တက်တာထဲမှာယူပါယုံကအရာအရေးကြီးပါတယ်လူတယောက်ရဲ့တက်တာထဲမှာယူပါယုံမရှိတဲ့သူကရှုံးနေတော့သူဖြစ်ပါတယ်ယူပါယုံရှိမှလှုပ်ဆောင်တော့သူတာလင်အောင်မြင်တဲ့ဘန်းတိုင်ကိုရောက်ရှိနိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တာဖြစ်ပါတယ်အဲ့တော့
ဒီကနေ့ရဲ့ prophet ပြုချက်ရဲ့ကြီးညာချက်ကတော့ငါရဲ့ခွက်ဖလားပြရှာနေတယ်နူးနေပြားရဲ့နေရှင်တမီမှာကျွန်တော်ဘယ်တော့မှပြက်ခွေတော့သူမဟုတ်ဘူးဘုရားခင်ဒီကျွန်တော်နဲ့အတူရှိတော်မူ၏ကျွန်တော်ဒီမကောင်းမှုတွေကျွန်တော်ဒီဘယ်တော့မှမရှိပါကျွန်တော်ဘယ်တော့မှဆင်းရဲချိုးတဲ့ခြင်းတွေမရှိပါကျွန်တော်ဒီအောင်မြင်တော်သူဖြစ်ပါတယ် praise the lord praise the lord နောက်ထပ်လေ့လာမှုကျမ်းပိုက်ကတော့တုတ်တန်ကြအခန်းကြီး29အခန်းငယ်18မှာခုနကျွန်တော်ပြောတဲ့အရာဗျာဒိတ်တော်မရှိရင်လူတို့ရဲ့အကျိုးနဲ့ဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူတွေကမင်္ဂလာရှိတော်သူဆိုတဲ့အရာနဲ့ခုနလည်းပြောဆိုထားတဲ့အရာဖြစ်ပါတယ်365ရဲ့တမန်ကျမ်းစာဖတ်ခြင်းရဲ့စင်ခေါ်မှုကယနေ့အတွက်တင်ဤကျမ်းချက်ကမဿဲအခန်းကြီး30အခန်းငယ်16နဲ့မဿဲအခန်းကြီး7အခန်းငယ်21ဖြစ်ပါတယ်အဲ့တော့အောက်တိုဘာလ17ရက်စနေနေ့နေ့စဉ်ခွန်အားရဲ့နှုတ်ပတ်တော်ကောင်းစဉ်ကယူပါယုံဆိုတဲ့အရာနဲ့ရောက်ချင်းစီတိုင်းပေါ်ခွန်အားပေးတိုက်တွန်းပေးချင်တာဖြစ်ပါတယ်နာစင်ခွန်အားယူကြတဲ့ရောက်ချင်းစီတိုင်းပေါ်မှာဝိညာဉ်ဖခင်ကြီး prophet ယူဘဲအင်ဂျီပေါ်မှာရှိတဲ့ဂျေစုပြုနာကယေရှုနာမနဲ့အလုံးလုံးရှားပါစေအရောက်ချင်းစီတိုင်းပေါ်မှာလှုပ်ရှားပါစေဒီအတန်ကြားတဲ့ပေါ်မှာဒီအတန်ကြားတာနဲ့ဖွင့်လိုက်တာနဲ့မိသားစု